အားလုံးပဲမင်္ဂလာပါ Adam Channel နဲ့ကြိုဆိုလိုက်ပါတယ် Channel ကို Subscribe Like Share နေပေးကြပါဦးနော်ကဲအခုဆရာနင်းချန်တမ်းမှာနိုင်ငံရဲ့မိသုံးသက်ချက်များအကြံပေးချက်များကိုနားဆင်ကြရမှာပါ အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါကိုချင်းစာတရားထားကြပါပြောရင်လည်းဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာဆရာနာရှင်စနစ်ကိုကျွန်တော်တို့ဘာကြောင့်မုန်းရမလဲနော်ဘာဖြစ်လို့မုန်းတဲ့လဲဘာဖြစ်လို့တိုက်ဖြတ်ရမယ်ဆိုတာကိုကိုယ်တိုင်သိအောင်စူးစမ်းပြီးတော့အရင်ဆုံးဖြည့်ရှင်းကြပါပြီးတော့မှဆရာနာရှင်စနစ်တိုက်ဖြတ်ဖို့အတွက်ကိုကူညီကြပါအားပေးကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ် live မပြောတာလဲကြာပါပြီကြာတဲ့အခါကျတော့ကိုယ်ကိုစောင့်ကြည့်တဲ့ပရိသတ်တွေကျွန်တော်နဲ့အတွေ့အကြုံနော်အကုန်လုံးမျှဝေတဲ့သူတွေဒီလိုလူတွေအကုန်လုံးလည်းကျွန်တော်သတိရပါတယ်သို့တော့အခုကျွန်တော်ပြောမယ့်ကိစ္စရှိတယ်ကိုစိုးရထွတ်ရေသတိရတယ်အစ္စလာမ်ဝါလေကွန်ကဘာကြီးအကြောင်းနေတရုတ်အကြောင်းနေငလျင်အကြောင်းနေအဲ့ဒီအကြောင်းနေခဏဘေးမှာဖယ်ထားဒီတော်လှန်ရေးကိုရှေ့ကိုဘလို့ဆက်သွားမလဲဒီဆရာနာရှင်စနစ်ကိုကျွန်တော်တို့ဘလို့တိုက်ဖြတ်မလဲလူတွေအကုန်လုံးပင်ပန်းနေတာမှန်တယ်ပြည်သူတွေအကုန်လုံးပင်ပန်းနေတာမှန်တယ်နိုင်ငံခြားမှာရှိတဲ့ပြည်သူတွေလည်းပင်ပန်းနေတယ်ဗမာပြည်ထဲမှာရှိတဲ့လူတွေလည်းဒုက္ခမျိုးစုံနဲ့ကြုံနေတယ်ကိုတင်အောင်မိုးတွေသတိရတယ်အဲ့တော့အရင်ဆုံးကျွန်တော်စပြီးတော့ပြောချင်တာကဒေါ်အောင်ဆန်းစုကြည်ကိစ္စနဲ့စပြောမယ်လူတွေအကုန်လုံးကပြောကြတယ်ဒေါ်အောင်ဆန်းစုကြည်ဟာစစ်တပ်ရဲ့အကြက်အတဲတွေကိုဖြည့်ရှင်းပေးခဲ့တယ်အဲ့ဒါကဘာကိုပြောလဲဆိုတော့တန်းရွှေခေတ်မှာပေါ့နာဂစ်မှုန်တိုင်းဖြစ်သွားတဲ့အချိန်မှာလူတွေကအကြက်အတဲအခက်အခဲတွေဖြစ်တဲ့အချိန်မှာ2008အခြေခံဥပဒေကိုအကြောင်းပြပြီးတော့ရွေးကောက်ပွဲတွေဝင်တော့ဒေါ်အောင်ဆန်းစုကြည်ကလည်းရွေးကောက်ပွဲဝင်မယ်မဝင်ဘူးဆိုပြီးတော့ဒီမျိုးစုံလုပ်ပြီးနောက်ဆုံးကြတော့ဒေါ်အောင်ဆန်းစုကြည်ကရွေးကောက်ပွဲဝင်သွားတယ်ပေါ့အဲ့တော့ဒီလိုဒေါ်အောင်ဆန်းစုကြည်လှုပ်ချင်းမလှုပ်ချင်းတွေကိစ္စတဲ့ကျွန်တော်အခုနှိုင်းရှင်ပြမှာကအခုမင်းအောင်လှိုင်ကျုံနေတဲ့အခက်အခဲသည်တန်းရွှေကြုံတွေ့နေတဲ့အခက်အခဲတဲ့အများကြီးပိုပါတယ်အခုမင်းအောင်လှိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေဟာတန်းရွှေကြုံတွေ့ခဲ့တဲ့အခက်အခဲတွေထက်အများကြီးပိုပါတယ်ခင်ဗျားတို့တစ်ချိန်လုံးကအခုကျွန်တော်တို့တော်လှန်ရေးဘက်မှာရှိတဲ့သူတွေနော်နီးမျိုးစုံနဲ့ရှိတဲ့သူတွေကပြောကြတာရှိတယ်ဒေါ်အောင်ဆန်းစုကြည်ကစစ်တပ်ကိုအကာအကွယ်ပေးတယ်ဒေါ်အောင်ဆန်းစုကြည်ကစစ်တပ်ကိုထွက်ပေါက်ရအောင်လုပ်ပေးတယ်ဒေါ်အောင်ဆန်းစုကြည်ကဘာလုပ်သွားတယ်အခုချိန်မှာဒေါ်အောင်ဆန်းစုကြည်လည်းသူ့ဟာသူနေနေတာဒေါ်အောင်ဆန်းစုကြည်အခုချိန်မှာသေလားရှင်လားလက်ကျိုးလားသွားနာလားနော်ဘယ်သူမှမသိဒေါ်အောင်ဆန်းစုကြည်ကိုလည်းပြည်သူတွေကပို့ပွင့်လင်းလင်းပြောလို့ရှိရင်လေးစားတယ်ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်အခက်ခဲကိုလည်းပြည်သူတွေကမကူညီနိုင်သလိုဒေါ်အောင်ဆန်းစုကြည်နဲ့ခင်ညွန်းနဲ့တွေ့တယ်တို့ဒေါ်အောင်ဆန်းစုကြည်နဲ့ဟိုလူနဲ့တွေ့တယ်တို့အဲ့ဒါတွေအကုန်လုံးလဲကျွန်တော်တို့ခင်ဗျားတို့မကြားတော့ဘူးတေချာချာနားထောင်ဖို့လိုတယ်နော်ကျွန်တော်ပြောချင်တဲ့ကိစ္စကိုဒီတော့ဒေါ်အောင်ဆန်းစုကြည်ကစစ်တပ်ကိုအကာအကွယ်ပေးတယ်ဒေါ်အောင်ဆန်းစုကြည်ကစစ်တပ်ကိုထွက်ပေါက်ပေးတယ်2008ခြေခံဥပဒေနဲ့ထွက်သွားတယ်အဲ့ဒီကိစ္စတွေကြားမှာကျွန်တော်အခုပြောချင်တဲ့သင်ခန်းစာကျွန်တော်ပြောချင်တဲ့အခုအခြေအနေကျွန်တော်ပြောချင်တဲ့အကြောင်းအရာကိုတေချာချာသိဖို့လိုတယ်အဲ့ဒါကဘာလဲဆိုတော့တန်းရွှေခေတ်မှာတိုင်းပြည်ရဲ့တယံဇာတတွေအကုန်လုံးကိုလက်ညှိုးထိုးပြီးရောင်းစားလို့ရတဲ့အခြေအနေရှိတယ်တန်းရွှေခေတ်မှာတိုင်းပြည်ရဲ့တယံဇာတတွေအကုန်လုံးကိုလက်ညှိုးထိုးပြီးတော့ရောင်းစားလို့ရတဲ့အနေအထားရှိတယ်တန်းရွှေခေတ်မှာလေသိမ့်မြေသိမ့်ရာသိမ့်ပြီးတော့လှုပ်ချင်တာလှုပ်ပြီးတော့နော်ပြည်သူတွေကိုပို့ပြီးတော့နှိပ်စက်တဲ့ဟာမျိုးလှုပ်ချင်တာအခုခေတ်ထက်ပို့ပြီးတော့လှုပ်လို့ရတယ်အခုခေတ်မှလည်းမလှုပ်ဘူးပြောနေတာမဟုတ်ဘူးနော်မင်းအောင်လှိုင်ခေတ်မှလည်းလှုပ်ချင်တာလှုပ်နေတယ်သို့တော့မင်းအောင်လှိုင်ထက်ပို့ပြီးတော့လှုပ်လို့ရတယ်နောက်တစ်ချက်အရေးကြီးဆုံးကတန်းရွှေခေတ်မှာတော်လှန်ရေးဘက်ကဒီလောက်အင်အားမများဘူးတန်းရွှေခေတ်မှာခင်ညွန်းနဲ့ငိမ့်ညမ်းရေးလုပ်တယ်တို့ခင်ညွန်းနဲ့ငိမ့်ညမ်းရေးမလုပ်ဘူးတို့အဲ့ဒါတွေခဏထားတန်းရွှေခေတ်မှာတိုက်ပွဲတွေဒီလောက်မများဘူးတန်းရွှေခေတ်မှာစစ်တပ်ကိုဒီလောက်ကြီးခြေမုံနိုင်အောင်စစ်တပ်ကဒီလောက်အကျင့်ပြတ်နေအောင်တခါမှမရှိဘူး
88ခေါင်းဆောင်တွေပြောတာရှိတယ်ဗမာပြည်ကွန်မြူနစ်ပါတီကဆရာကြီးတွေပြောတာရှိတယ်နိုင်ငံရေးလေ့လာသုံးသပ်တဲ့သူတွေရှိတယ်စစ်တပ်ကတော့အခြေမခိုင်တော့ဘူးဆိုတာတန်းရွှေခစ်ကအခြေမခိုင်တာနဲ့မင်းအောင်လှိုင်ခစ်ကအခြေမခိုင်တာနဲ့ကတခြားစီပဲမင်းအောင်လှိုင်ခစ်မှာလက်နက်ချခြင်းတဲ့လူတွေကတန်းစီနေတယ်သို့တော့မင်းအောင်လှိုင်ခစ်မှာကျွန်တော်တို့ကတည်တည်ချာချာသိဖို့လိုတယ်တန်းရွှေခစ်မှာတော့ခမားတို့ပြောထားတာရှိတယ်ဘာပြောထားလဲဆိုတော့စစ်တပ်ကလူတွေကလက်နက်ချခြင်းနဲ့မိသားစုကိုစောင့်ကြည့်ရလို့ဒီနေ့ခေတ်ဒီနေ့အခါမှာခမားတို့အဲ့ဒီကိစ္စကိုပြောလို့မရဘူးစစ်တပ်မှာမှမိသားစုရှိတာမဟုတ်ဘူးအခုပြည်သူတရက်လုံးကအကုန်ဆင်းရဲနေတဲ့အချိန်မှာစစ်တပ်ကကောင်တွေမှာဥနောက်ရှိပြီဟေးဆိုလို့ရှိရင်လက်နက်ချလို့ရတဲ့အနေအထားတတိုင်းပြည်လုံးဆင်းရဲဒုက္ခတွေရောက်နေတဲ့အချိန်မှာစစ်တပ်ထဲမှာလက်နက်ချမဲ့လူတွေရှိပါတယ်စစ်တပ်ထဲမှာကောင်းတဲ့လူတွေရှိပါတယ်အခုခေတ်ကခမားတို့ကပွပွလင်းလင်းပြောလို့ရှိရင်ဒီဗမာတော်လှန်ရေးလုပ်တဲ့အပိုင်းဝိုင်းကိုပြောရမယ်တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းတွေတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကိုကျွန်တော်အခုဘေးမှာဖယ်ထားလိုက်ခမားတို့ဗမာအတိုင်းဝိုင်းကပွပွလင်းလင်းပြောလို့ရှိရင်စစ်တပ်ထဲမှာဖျဲသီးတွေရှိပါတယ်ဆိုတဲ့ပုံစံနဲ့ခမားတို့အခုအချိန်ထိစစ်တပ်ကိုအကာအကွယ်ပေးနေတော့ကျွန်တော်ပြောချင်တဲ့ point ကအဲ့ဒါပဲဒီဗမာအတိုင်းဝိုင်းနေ UNG နော် NLD လက်ထွက်တွေ UNG လက်ထွက်တွေဗမာပြည်ကွန်မြူနစ်ပါတီတွေဗမာနိုင်ငံရေးလုပ်တဲ့သူတွေဟာအခုအချိန်ထိစစ်တပ်ကိုအကာအကွယ်ပေးခြင်းတဲ့အခါစစ်တပ်ထဲမှာတော့ဖျဲသီးတွေရှိသေးတယ်စစ်တပ်ထဲမှာဖျဲသီးတွေပြည့်နေတယ်ဒါကတော်လှန်ရေးဆုံးရှုံးပို့ပွင့်လင်းပြောလို့ရှိရင်တော်လှန်ရေးကြဆုံးအောင်လုပ်နေတာဒီဗမာအတိုင်းဝိုင်းဖြစ်နေတယ်ဆိုတာကိုဗမာတွေတည်တည်ချာချာသိဖို့လိုတယ်ငါတို့ကတစ်ချိန်လုံးမဲ့စစ်တပ်ကိုချခြင်းနဲ့စစ်တပ်ကိုမိခင်စားမယ်စစ်တပ်ကိုမျိုးအရှင်လက်လက်မျိုးချမယ်ခမားတို့ကခမားတို့ဘလောက်ပြောခမားတို့လုပ်နေတဲ့ကိစ္စအသည်စစ်တပ်ထဲမှာဖျဲသီးတွေရှိတယ်စစ်တပ်ထဲမှာအခြေအနေစောင့်ကြည့်နေတဲ့လူတွေရှိတယ်ငါတို့စာပို့လိုက်လို့ရှိရင်စစ်တပ်ကြီးကလက်နက်ချမယ်တကယ်လက်တွေ့ဘဝမှာစစ်တပ်ကလူတွေအခုကျွန်တော်တိုက်ပွဲသတင်းတွေနားထောင်နေတယ်ဟိုတနေ့ကဆိုလို့ရှိရင်ဒဝယ်မှာပေါ့ကိုဖားကြီးပေါ့ဒဝယ်မှာပြောတဲ့လူတွေရှိတယ်သူတို့တွေလက်နက်ချတယ်ဆိုတာကြည်စံကုံသွားတော့မှလက်နက်ချတာနော်ရဲဒဝယ်ဘက်ကဒီတရစ်တက်စဟိုးစားပေါ့စခန်းတစ်ခုကိုသိမ်းတဲ့အချိန်မှာသူပြောတာရှင်းရှင်းလေးရဲ့ကျွန်တော်တို့16ယောက်အရှင်မိတယ်စစ်တပ်ကရဲဘော်တွေကသူ့ဘိုလ်ကြီးကိုသူပြစ်တတ်တယ်ခင်ဗျားတို့ဘလောက်ပြောစစ်တပ်ကလူတွေအားလုံးဒီသူတို့မှာကြည်စံမရှိတော့တဲ့အချိန်ကြမှာသူတို့ဘာမှလုပ်လို့မရတော့တဲ့အချိန်ကြမှာလက်နက်ချနေတာပြည်သူလူထုအနေနဲ့ကလည်းတည်တည်ချာချာသိဖို့လိုတယ်ခင်ဗျားတို့ပြည်သူနဲ့ဗမာစစ်တပ်နဲ့မင်းအောင်လှိုင်စစ်တပ်နဲ့ဘလို့မှခင်ဗျားတို့အတူတူတွဲနေလို့မရဘူးဆိုတာကိုခင်ဗျားတို့တည်တည်ချာချာသိဖို့လိုပထမတော့ကကျွန်တော်ပြောဘူးတယ်ဘာပြောဘူးလဲဆိုတော့ KIA ကိုစစ်တပ်ကဘယ်တော့မှအခဲမကြည့်ဘူးဘာဖြစ်လို့ KIA ကိုစစ်တပ်ကအခဲမကြည့်လဲ AA ကိုတို့တအန်းပလောင်တို့เนาะဒီအဖွဲ့အစည်းနှစ်ခုကိုပြုစုပြောထောင်ပြီးစစ်တင်တန်းတွေစပြီးတော့ပေးခဲ့တာ KIA ကသာဗမာစစ်တပ်ကိုခွင့်လွှတ်ခြင်းခွင့်လွှတ်မှာ KIA ကကချင်ရဲဘော်တွေနဲ့ကချင်ဗိုလ်ချုပ်တွေနဲ့ဗိုလ်ချုပ်ကွမ်မော်တို့ဗိုလ်ချုပ်အင်ပန်နာတို့ကသာစစ်တပ်ကိုခွင့်လွှတ်ရင်ခွင့်လွှတ်မှာစစ်တပ်ကကောင်တွေကတစ်ချိန်လုံးအညိုအတေးတွေရှိပြီးသားဒီအတိုင်းပဲခင်ဗျားတို့အခုဗမာအတိုင်းဝိုင်းပေါ့မြို့တွေရွာတွေမှာနေတဲ့လူတွေခင်ဗျားတို့ဆန္ဒပြတာခင်ဗျားတို့စစ်တပ်ကိုမကြိုက်ဘူးဆိုပြီးတော့မြို့လုံးကျွတ်ရွာလုံးကျွတ်ဆန္ဒပြထားတဲ့ဟာကိုမင်းအောင်လှိုင်နေမဟုတ်ဘူးအောက်ခြေကစစ်သားလေးတွေကအစသိတယ်ခင်ဗျားတို့ကျွန်တော်တို့အခုအချိန်ထိစစ်ခွေးခေါ်နေတဲ့ဟာကိုအဲ့ဒီစစ်သားလေးတွေအခုအချိန်ထိကြားနေရတော့ဒီတော့ခင်ဗျားတို့ပြောတိုင်းစစ်တပ်ကယုံမလား
ခမားတို့ကဘာဂရိတွေပေးနိုင်လဲဥပမာအခု UNG ပဲဖြစ်ဖြစ်ဗမာအတိုင်းဝိုင်းပဲဖြစ်ဖြစ်ဟာငါတို့ကတော့သုံးမှတ်နေမိထားတာမတတ်ဘူးသုံးမှတ်နေမိထားတာငါတို့စားမဲ့အထက်ကနေပြီးတော့ကျွေးတယ်ပဲထားတာအဲ့ဒါကသုံးမှတ်မိထားရင်ခမားတို့စားတဲ့အထက်ကပဲကျွေးခမားတို့ကခမားတို့အံပဲကျွေးကျွန်တော်တို့ခမားတို့တွေကနိုင်ငံတကာစီးမြင်စည်းကမ်းတွေကိုလိုက်နာရတဲ့အတွက်ကျွန်တော်တို့ကလူဖြစ်တဲ့အတွက်ကျွန်တော်တို့ကနိုင်ငံတကာစီးမြင်စည်းကမ်းတွေလိုက်နာတယ်ကျွန်တော်တို့ကတရားဥပဒေတွေလေးစားတယ်ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကိုထိန်းတဲ့အတွက်သုံးမှတ်တွေကိုကျွန်တော်တို့ကမတတ်တာအဲ့ဒါကကိုယ်ကိစ္စဖြစ်သွားပြီသူများကိစ္စမဟုတ်ဘူးခမားလိုက်နာနိုင်လို့လိုက်နာတာခမားကိုချီးကျူးတယ်ဂုဏ်ပြုတယ်လေးစားတယ်အဲ့ဒါခမားကိစ္စဒါပေမဲ့စစ်တပ်ကြလို့ရှိရင်ခမားလိုမျိုးပဲသူတို့လုံမလားစစ်တပ်ကြလို့ရှိရင်ခမားလိုမျိုးပဲနိုင်ငံတကာစီးမြင်စည်းကမ်းတွေကိုလိုက်နာမလားတရားဥပဒေတွေကိုလေးစားမလားလူချင်းမတတ်ဘူးဆိုတော့ဟိုဖျားဟောတွေနဲ့နော်သူတို့နေမလားခမားတို့အခုပြောနေတာတွေရှိတယ်ဟာ UNG ကလည်းပြောနေတယ်တော်ကြရင်ဖျဲသည်ဟာတော်ကြလို့ရှိရင်မောင်ဆွေရစာပိုးလိုက်လို့ရှိရင်စစ်တပ်ကြီးကလက်နဲ့ချဖို့ဆိုပြီးအကုန်တန်းစီစောင့်နေတာဗမာတော်လိုင်းရေးအဖွဲ့တွေကလည်းကျွန်တော်တို့ကသုံးမှတ်နေမိလို့ရှိရင်ဘယ်လိုပြောမလဲကောင်းမွန်ထားပါတယ်စိတ်ကူပေးပါအဲ့ဒါခမားတို့ကိစ္စခမားတို့ကခမားတို့ဥပဒေတွေလေးစားလိုက်နာတယ်ခမားတို့ဂုဏ်သိက္ခာတွေကိုလေးစားတယ်ခမားတို့ကခမားတို့စီကန်းတွေစောင့်ထိန်တဲ့ကိစ္စခမားတို့ကိစ္စဒါပေမဲ့ဖြစ်နေတဲ့ပြဿနာတွေကိုကြည့်လိုက်ခမားတို့ကစောင့်ထိန်တယ်ဥပမာ MNDAA ကိုကန့်နေရစစ်တပ်ကကောင်တွေမိတယ်သုံးမှတ်တွေကိုမိတယ်စီကန်းတွေစောင့်ထိန်တယ်ကိုရှိကအချုပ်သားလဲမှုတော့မလုပ်ဖဲနဲ့စစ်တပ်ကကောင်တွေကိုပြန်လွှတ်ပေးလိုက်တယ်စစ်တပ်ကကောင်တွေကရှမ်းပြည်မှာစစ်ရှုံးတဲ့အခါကရင်ပြည်နယ်မှာလာတိုက်တယ်သူဟာသူဒီကောင်တွေကကြောက်လန့်နေပါပြီဒီကောင်တွေကစစ်မတိုက်ချင်တော့ပါဘူးသူတို့ဘလောက်ပြောဒီကောင်တွေစစ်ကြောင်းတက်လာရင်ကျွန်တော်တို့ရဲဘော်တွေအေးရေးပြက်ကရင်ပြည်နယ်မှာအောင်စရစစ်ကြောင်းကြီးကိုကျွန်တော်တို့ဘလောက်ပဲတိုက်နိုင်အဲ့အောင်စရစစ်ကြောင်းကလူတွေသည်ရှမ်းပြည်ဘက်ကသုံးမဟုတ်မိတယ်ဆိုပြီးတော့ပြန်လွှတ်ပေးလိုက်တဲ့ကောင်တွေတက်လာတာသူကရင်ပြည်နယ်မှာထပ်သေးမသေးသေးဒါပေမဲ့ကျွန်တော်တို့ဘက်ကအလုံးရှုပ်တယ်ကျွန်တော်တို့ဘက်ကကြည်စံနေကုန်တယ်ကြည်စံတစ်ထောင်1000ဖြစ်နေတာနော်ကြည်စံတစ်ထောင်ကို1000ဖြစ်နေတာအခုဟာဘာဖြစ်လဲဆိုတော့စစ်သားတွေကတော်လှန်ရေးသမားတွေနဲ့ကစားတယ်လို့ပါဖြစ်နေစစ်ထဲဝင်လာလိုက်ရှေ့တန်းလာလိုက်လက်နဲ့ချလိုက်တော့ဒီ UNG ကစုငွေတွေပေးလိုက်ကျန်တဲ့တော်လှန်ရေးဖွဲ့စည်းတွေကလည်းဟာကျွန်တော်တို့ကတော့ဒီလောက်ပြီးထားတဲ့ဂုံယူလိုက်ပြီးပြန်လွှတ်လိုက်ဘလို့ဖြစ်နေလဲဆိုတော့ခမရတို့တော်လှန်ရေးလုပ်နေတာလားဟိုစူးလေဖျားရှိမှာငှက်ရောင်းတဲ့လူရဲ့နိုင်ငံရေးလုပ်နေတာငှက်ရောင်းတဲ့လူရဲ့အလုပ်လုပ်နေတာလားမေးရမလို့ဖြစ်နေစူးလေမှာကျွန်တော်ရန်ကုန်မှာကျွန်တော်နေခဲ့ဘူးတာကိုစူးလေမှာနေတဲ့ငှက်ရောင်းတဲ့လူရှိတယ်သူများကိုယ့်အသက်သူ့အသက်တစ်ခါလွတ်ကိုယ့်အသက်10ခါလွတ်ဆိုပြီးတော့ဆူတောင်းနေပါတယ်လှုပ်ပြီးတော့အဲ့မှာစူးလေရှိမှာစာကလေးတွေရောင်းနေတဲ့လူတွေရှိတယ်ကိုကအဲ့စာကလေးပြန်လွှတ်လိုက်စာကလေးကအချိန်တန်တဲ့အခါဟိုအိမ်ကိုပြန်သွားတာအဲ့ဒီပိုင်ရှင်အိမ်ကိုပြန်သွားတာလောင်ကြိုင်နဲ့တော့ချက်ချင်းပြန်မလာဘူးအခုဖြစ်နေတဲ့ပြဿနာအဲ့ဒါခင်ဗျားတို့တော်လန်ရေးဆိုတော်လန်ရေးတည်တည်ချာချာလုပ်တာမဟုတ်ဘူးခင်ဗျားတို့အနေနဲ့တည်တည်ချာချာကြည့်ဖို့လိုတယ် UNG ကဘာလုပ်နေလဲတော်ကြလို့ရှိရင်အချုပ်သားတွေဟိုသုံးပတ်နေအကုန်ထွက်ပြေးလို့ UNG ကပြဿနာတွေတက်ပြန်ဗမာအဖွဲ့အစည်းတွေတော်ကြလို့ရှိရင်အချုပ်သားတွေဟိုဘယ်လိုပြောမလဲကျွေးရလို့ကျွန်တော်တို့မှာကုန်ကြစိတ်တွေပုံများခင်ဗျားတို့ပြောနေတယ်ခင်ဗျားတို့နဲ့အတူတူပဲဒီစစ်သုံးပန်းတွေကိုဖမ်းထားတဲ့လူတွေရှိအေးလည်းဖမ်းထားတာပဲ TNL လည်းဖမ်းထားတာပဲ MNDAA လည်းဖမ်းထားတာပဲ KIA လည်းဖမ်းထားတာပဲခင်ဗျားတို့ဖမ်းထားတဲ့လူတွေကိုပြန်ပြီးတော့လွတ်ပေးလို့မရဘူးဘာဖြစ်လို့လဲစစ်တပ်မှာရဲဘော်အင်အားစစ်သားအင်အားလိုအပ်နေတယ်စစ်တပ်မှာစစ်သားအင်အားလူအင်အားလိုအပ်နေတဲ့အတွက်ဒီစစ်မှုရန်ဥပဒေမကြေညာခင်တည်းကထောင်ထဲမှာရှိနေတဲ့စစ်ပြေးတွေတောင်စစ်တပ်ထဲပြောင်းဝင်လို့ရှိရင်ရာဇဝတ်မှုတွေအကုန်လျှော်ပေးမယ်ဒီလိုမျိုးနဲ့လှုပ်ထားတဲ့အခါမှာအခုကခင်ဗျားတို့ကစစ်သားတွေသုံးမှတ်နေမိတယ်တော်ကြလို့ရှိရင်ထိုင်းကိုသွားခြင်းတလို့သွားနေခြင်းတလို့နေခင်ဗျားတို့လွတ်ပေးလိုက်ပြန်အောင်ဗမာပြည်ထဲမှာလည်းနေခြင်းတလို့နေလွတ်ပေးလိုက်ပြန်အောင်
ခမရတို့အခုကျွန်တော်သေးသေးချာချာသိကျင်တဲ့ကိစ္စရှိတယ်အထူးသဖြင့် UNG ဗမာစစ်တပ်ကို UNG ဘာတွေကာကွယ်ပေးနေလဲဆိုတဲ့ကိစ္စမျိုးကိုကျွန်တော်ပြောမှာတစ်ချက် UNG မှာသူပြောချင်တာပြောဖို့အတွက်မီဒီယာရှိတယ် UNG ကသူပြောချင်တာပြောဖို့အတွက်မီဒီယာရှိတယ်ဒီ BBC တို့ VOA တို့ RFA တို့အခုရှိတာမရှိတာတွေလွှင့်နိုင်တာမလွှင့်နိုင်တာတွေခဏထားဒီအဖွဲ့တွေကို UNG ကပြောချင်တာပြောခိုင်းလို့ရတယ်ဒီအပြင်မှာမှ UNG ကိုလော်ပေးနေတဲ့ NLD ထောက်ခံတဲ့သူတွေအကုန်လုံးအဖွဲ့အစည်းတွေရှိတယ်ခမရတို့အခုဖမ်းမိတဲ့စစ်သားတွေထဲမှာရိုဟင်ဂျာတွေကိုထုရဲရိုက်တဲ့တတ်တဲ့မရင်းကျင့်တယ်ဆိုတဲ့လူတယောက်မှအခုချိန်ထိမပါသေးဘူးUNG ကော PDF တွေရောအကုန်လုံးဖမ်းမိလို့ရတဲ့သူတွေထဲမှာတိုင်းရင်းသားတွေကချင်တွေကရင်တွေကရားတွေရှိသမျှလူတွေကိုမဒိန်ကျင့်ပါတယ်တတ်တယ်ဖြတ်တယ်ဆိုတဲ့ဟာတယောက်မှမပါသေးဘူးခမရတို့အင်တာဗျူးတဲ့လူတွေဆိုလို့ရှိရင်သူများလောက်တာကျွန်တော်ကထိုင်ကြည့်ပါတယ်ဆိုတဲ့လူတွေကြီးပဲထူးဆန်းနေတာနော်ဒီတော်လန်ရေးကြီးက၄နှစ်ဖြစ်နေပြီဒီတော်လန်ရေးက၄နှစ်ကျော်သွားပြီလက်နက်ကင်တော်လန်ရေး၄နှစ်ကျော်သွားပြီ UNG ပေါ်လာတာဆို၄နှစ်ပြည့်ကနီးနေပြီထူးဆန်းနေတဲ့ကိစ္စကကရင်တွေကရားတွေရှမ်းတွေတိုင်းရင်းသားပေါင်းစုံဗမာပေါင်းစုံအညာမှာရှိတဲ့သူတွေအကုန်လုံးနော်မိတ်ထိလာမှာရှိတဲ့သူတွေအကုန်လုံးရခိုင်ပြည်နယ်မှာရှိတဲ့လူတွေအကုန်လုံးရိုဟင်ဂျာတွေအကုန်လုံးခမရတို့ UNG ကအခုချိန်ထိဖမ်းမိတဲ့အထဲမှာလက်နဲ့လာချတဲ့အထဲမှာမရင်းချင်းတဲ့ကောင်လည်းတကောင်းမှမပါဘူးရွာမီးရှိုးတဲ့ကောင်လည်းတကောင်းမှမပါဘူးလူသက်တဲ့ကောင်လည်းတကောင်းမှမပါဘူးဓမြလည်းတကောင်းမှမပါဘူးခမရတို့ UNG ကဒါဆိုလို့ရှိရင်မေးစရာဖြစ်လာတယ်သူတော်ကောင်းတွေကိုခမရတို့ဘာဖြစ်လို့လိုက်ဖမ်းနေတာလဲသူတော်ကောင်းတွေကဘာဖြစ်လို့ခမရတို့ရှိမှလက်နဲ့လာချနေရတာလဲမေးစရာတွေဖြစ်လာတယ်ခမရတို့ပြောမဲ့စကားကိုကြိုသိတယ်ငါတို့ကမြုပ်ကွက်တွေနဲ့အမေအကွက်တွေ UNG အကွက်တွေဟိုအကွက်တွေဒီအကွက်တွေပေါ့အေးတောင်မှရိုဟင်ဂျာတွေကိုတတ်တယ်ဖြတ်တယ်ဆိုတဲ့သူတွေကိုဟော်လန်အထိကုလသမဂ္ဂကနေပြီးတော့တစစ်လွှဲပေးတဲ့သတင်းတွေရှိခဲ့ဘူးတယ်နော်ပေါ်ခဲ့ဘူးတယ်နော်ရိုဟင်ဂျာတွေကိုယ်တိုင်ကိုပါမဲကြည့်လို့ရတယ်အခုဒီမှာရှိနေတဲ့ရိုဟင်ဂျာတွေကြည်နေတဲ့ရိုဟင်ဂျာတွေအပိုင်းတွေဗမာတွေသတင်းကိုဥနောက်နည်းနည်းကောင်းတဲ့လူတွေပေါ့ဥနောက်မှတ်ဉာဏ်ရှိတဲ့လူတွေဆိုလို့ရှိရင်ဒီ ICJ ကိုဒေါအောင်ဆန်းစုကြည်မသွားခင်အချိန်မှာAA ကသူတို့ဖမ်းပြီးတဲ့စစ်သုံးပန်းတွေထဲမှာရိုဟင်ဂျာတွေကိုတတ်တဲ့သူတွေရိုဟင်ဂျာတွေကိုမရင်းကျင့်တယ်ဆိုတဲ့လူတကယ်အဲ့လူနှစ်ယောက်ကိုအစိုးရရှေ့နေပဲဖြစ်ဖြစ်ဘယ်ရှေ့နေပဲဖြစ်ဖြစ်နိုင်ငံတကာရှေ့နေပဲဖြစ်ဖြစ် AA ကလွှဲပေးဘူးတဲ့အခုဗမာပြည်ရဲ့69ရာခိုင်နှုန်းလောက်ကိုသိမ်းထားတဲ့ UNG လက်နက်ချတဲ့လူတွေအယမ်းများတဲ့ UNG လက်နက်တကယ်ပွဲတိုင်းနိုင်တဲ့ PDF ပွဲတိုင်းကိုနိုင်တဲ့ PDF တွေတိုက်နေတဲ့အချိန်မှာမေးလိုက်လို့ရှိရင်သူများတွေကမရင်းကျင်တာကျွန်တော်ကဘေးရထိုင်ကြည့်တာမရင်းကျင်တဲ့လူသိလားဆိုတော့စစ်သားချင်းချင်းကိုတက်စိတ်တစိတ်ထဲမှာတော့မှနာမည်မှတ်မိတဲ့ကောင်တစ်ကောင်မှပါမလားဗမာစစ်သားတွေကထူးဆန်းတယ်ကျွန်တော်ကသူများတွေတော့ဒီတက်စိတ်ကတော့လုံမှာပေါ့တရင်မှုကဘာလို့လဲတော့မသိဘူးတရင်မှုဆိုပြီးတော့ပဲပြောတယ်ကျွန်တော်စဉ်းစားတကယ်ဟိုမှာဒေါက်တာတော်မကြီးနေပြီကိုစောရဲထွတ်တော်မကြီးနေပြီကျွန်တော်အခုကြည့်နေတယ် UNG မှာသူ့မှာမီဒီယာတွေချပြဖို့ရှိတယ်ပြည်သူလူထုသိအောင်ပြောဖို့တာဝန်တွေရှိတယ်ဟာဒီလူတွေကတော့ဒီတက်ရင်တရင်ကတော့ဒီတက်ခွက်တစ်ခွက်ကတော့ဒီတက်စိတ်တစ်စိတ်ကတော့ဒီတက်မှနှစ်ကတော့ဒီတက်မှ3ကတော့ဒီမှာပါတဲ့လူကဒီလူကျိုးလွန်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြောတဲ့ကိစ္စအရေးယူတာမယူတာထားအမှုမှန်ပေါ်ရမယ်အခုကဘယ်လိုဖြစ်နေလဲဆိုတော့ UNG ကဖမ်းမိလိုက်တဲ့လူတွေအကုန်လုံးကတိုင်းပြည်ကိုချစ်လွန်းအားကြီးလို့စစ်တပ်ထဲဝင်တဲ့ကောင်တွေကြီးပဲလက်စားတဲ့ကောင်လည်းမရှိဘူးဂိတ်မှာဟိုဂိတ်ကျေးကောက်တဲ့ကောင်လည်းမပါဘူးအခုတော်လှန်ရေးအဖွဲ့အစည်းတွေဖမ်းလို့မိတဲ့အထဲမှာကရားတွေလည်းအတူတူပဲပြောစရာဖြစ်လာပြီ
ကြားတွေဖမ်းလို့မိတယ်ဆိုလို့ရှိရင်ဘိုးကြီးနေမျိုးစဉ်သွားစစ်လိုက်ကြားမှာဆိုလို့ရှိရင်စစ်တပ်ကမိတဲ့ကောင်တွေအကုန်လုံးကိုစစ်တာဘိုးကြီးနေမျိုးစဉ်များတာပေါ့သူတို့သွားစစ်လိုက်လို့ရှိရင်အဲ့ဒီကောင်တွေအကုန်လုံးကတကယ်ကိုခမရတို့က9ပါးတိတာလောက်ပဲရှိတာအဲ့ဒီကောင်တွေက10ပါးတိတာတောင်ကျော်သေးတယ်လိန်လဲမလိန်တတ်ဘူးညာလဲမညာတတ်ဘူးတနာလိုက်တာလဲသူတို့အပြင်ဘယ်သူမှမရှိဘူးသူတို့ဘဝမှာဘလောက်ကန်ဆိုးလဲဆိုတော့ဆင်းရဲတာတခုတည်းနဲ့စစ်ထဲဝင်ရတာသူတို့ဘာမှမလုပ်ဘူးအခု UNG ကျွန်တော်တကယ်ပေလေးဖြစ်နေတယ်ဘာဖြစ်လို့ UNG ဟာသူတော်ကောင်းတွေကိုပြစ်မှားနေတာလဲမင်းတို့အခုပြောနေတဲ့လူမျိုးတုံးတပ်ဖြတ်မှုဆိုပြီး UNG ကအမှုကိုလွှဲနေတဲ့ကိစ္စမင်းတို့မိတဲ့စစ်သားတွေမင်းတို့ပြောတဲ့ပုံစံအရဆိုလို့ရှိရင်ဘာမှကြော့ပါရဲ့တလောက်သူတော်ကောင်းတွေကိုမင်းတို့ဘယ်လိုဖြစ်လို့သွားပြီးတော့လှုပ်ခိုင်းနေတာလဲဒီဟာပြောစရာတွေကအများကြီးပဲဖြစ်လာတယ်ဒီတော့ကျွန်တော်ပြောချင်တာကတော်လန်ရေးမှာဒီ UNG တို့ဗမာအဖွဲ့အစည်းတွေတို့ဗမာနိုင်ငံရေးသမားတွေတို့ပါလာပြီဟိဆိုရင်ဗမာစစ်တပ်ကိုသူတို့ကကာကွယ်ဖို့လို့ဖြစ်နေပုပ်ပွင့်လင်းလင်းပြောရင်ဒီတော်လန်ရေးမှာဗမာတွေမပါဘူးဆိုရင်တော့မှတော်လန်ရေးကပြီးသလောက်ဖြစ်သွားတော်လန်ရေးမှာဗမာတွေမပါဘူးဆိုရင်တော့ပြီးသလောက်ဖြစ်သွားပြီဘာဖြစ်လို့လဲဆိုတော့သူတို့ကဖျဲသီးရှိတယ်88မျိုးဆက်တွေရော96မျိုးဆက်တွေရော GZ တွေရောအကုန်လုံးခင်ဗျားတို့အကုန်လုံးကိုပြောတာဗမာသွေးပါတဲ့လူတွေအကုန်လုံးကိုပြောတာခင်ဗျားတို့ဘာလုပ်နေလဲဆိုတာကိုကျွန်တော်မေးခွန်းထုတ်တာကျွန်တော်ထုတ်တဲ့မေးခွန်းအတွက်ကျွန်တော်ခင်ဗျားတို့ကိုအချက်အလက်တွေတစ်ခုချင်းစီအခြေခံပြီးကျွန်တော်ပြောထားတာခင်ဗျားတို့မိတဲ့အထဲမှာမရင်းချင်းတဲ့ကောင်လည်းမပါဘူးနောက်ဆုံးကိုပြောရင်တက်စိတ်တစိတ်ထဲမှာတော့မှမောင်ဖြူမောင်နီမောင်ညိုမောင်မဲပေါ့အဲ့ဒါသိတဲ့လူတယောက်မှမပါဘူးဥပမာတစ်ခုကိုကျွန်တော်ပြောပြမယ်ကျွန်တော်နဲ့ကျောင်းနေပဲကျွန်တော်နဲ့ခုံကြီးကတ်ထိုင်တဲ့လူကျွန်တော်ဗမာပြည်မှာကျောင်းတက်တယ်ဆိုကျွန်တော်တငယ်ချင်းနာမည်ကျွန်တော်သိကျောင်းတက်တဲ့ဟေးဆိုရင်ကျွန်တော်တငယ်ချင်းနာမည်ကျွန်တော်သိကျွန်တော်ကိုစာသင်ပေးတဲ့ဆရာမနာမည်ကျွန်တော်သိကျွန်တော်ရဲ့အတန်းပိုင်နာမည်ကိုကျွန်တော်သိခင်ဗျားတို့လည်းနောက်ဆုံးကိုပြောရင်ခင်ဗျားတို့ကျောင်းမတက်ဘူးပဲပြောဟာငါတို့လည်းမေ့တာပဲပြောခင်ဗျားအဖေဘယ်သူလဲခင်ဗျားသိခင်ဗျားအမေဘယ်သူလဲခင်ဗျားသိခင်ဗျားညီမဘယ်သူလဲခင်ဗျားသိခင်ဗျားအဖိုးအဖွားခင်ဗျားအ ਨੇ ဆုံးသိတယ်နောက်ဆုံးကိုပြောရင်ငါအမေရကွာအဖေမပေါ်ဘဲနဲ့မွေးလာတယ်ပြောခင်ဗျားအမေနာမည်တော့ခင်ဗျားသိဒါမှမဟုတ်ငါအမေကမွေးပြီးတော့တည်သွားတယ်ပြောခင်ဗျားကိုစောင့်ရှောက်တဲ့လူရဲ့နာမည်တော့ခင်ဗျားသိလူတွေဆိုတော့အတိုင်းဝိုင်းနဲ့နေတာလေဒီတော့ဒီစစ်တပ်ထဲမှာရှိတဲ့စစ်သားလေးပဲဖြစ်ဖြစ်တက်ကြက်ပဲဖြစ်ဖြစ်ဗိုလ်မှူးပဲဖြစ်ဖြစ်ဗိုလ်ကြီးပဲဖြစ်ဖြစ်ကြိုက်တဲ့လူကိုခင်ဗျားတို့အခုဖမ်းလိုက်ကျွန်တော်ကအမိန်ပေးတဲ့အထဲမှာလည်းမပါဘူးကျွန်တော်ကလှုပ်တဲ့အထဲမှာလည်းမပါဘူးကျွန်တော်ရဲဘော်တွေဟိုလဲကျွန်တော်ကမသိဘူးဟာဒီတော့ဒီစစ်တပ်ကြီးထဲမှာသုံးမှန်နေမိတယ်နောက်ဆုံးကိုပြောရင်ရှေ့နေတွေကအစားကြော့ပါရဲ့ကျွန်တော်ရိုဟင်ဂျာတွေအစားပါကျွန်တော်စိုးရိမ်လာရိုဟင်ဂျာဒီလူမျိုးတုံးတပ်ဖြတ်မှုကို UNG ကဝင်ပြီးပါမှာကိုကျွန်တော်ရိုဟင်ဂျာတွေအစားပါကျွန်တော်စိုးရိမ်လာတယ်ဘာဖြစ်လို့လဲဆိုတော့စစ်တပ်ကကောင်တွေကလည်းရှေ့နေငှားအောင်ပါလေဗျာနိုင်ငံတကာမှာအမှုတွေရင်ဆိုင်ရပြီဆိုလို့ရှိရင်စစ်တပ်ကကောင်တွေကလည်းအနည်းနဲ့အများတော့သူတို့ကာကွယ်လို့ရအောင်ပေါ့တဲ့ဟုတ်ကြော့ပါရဲ့မဒိန်းကောင်ပဲဖြစ်ဖြစ်လူသက်ကောင်ပဲဖြစ်ဖြစ်ရှေ့နေငှားတယ်လို့မျိုးပေါ့အမှုတော့မလွတ်ဘူးဆိုရင်တော့မှတက်တာအောင်သူတို့လုံအောင်ပါလေခင်ဗျားတို့ကိုတစ်ချက်စဉ်းစားကြည့်နော်ဟိုဒါကျွန်တော်အခုရည်စရာလို့ကျွန်တော်အတွက်ကရည်စရာလို့ဖြစ်နေတာတကယ်လက်တွေ့နေနေတဲ့လူတွေအတွက်ကြရင်ရည်စရာတစ်ခုမှမဟုတ်ဘူးရိုဟင်ဂျာတွေလည်းရည်စရာတစ်ခုမှမဟုတ်ဘူးတိုင်းရင်းသားတွေလည်းရည်စရာတစ်ခုမှမဟုတ်ဘူးအခုနားထောင်နေတဲ့သူတွေလည်းရည်စရာတစ်ခုမှမဟုတ်ဘူးခင်ဗျားတို့တရားဥပဒေတွေအ ਨੇ ဆုံးတော့ဗျာရုံးတွေကတ်တွေသွားလို့ရှိရင်လူသက်တဲ့ကောင်ကလည်းရှင်းနေငှားတာပဲနော်လူသက်တဲ့ကောင်လည်းရှင်းနေငှားတာပဲမရင်းကျတဲ့ကောင်လည်းရှင်းနေငှားတာပဲသူတို့အမှုလေးတက်တာကြောင်သူတို့လောက်ကြတယ်အခုတကယ်လို့စစ်တပ်ကကောင်တွေကရှင်းနေငှားပြီနောက်ဆုံးရှင်းနေမငှားတော့မှဗျာဟိုချင်းသစ္စာပေါက်ငွန်ကျုံးလျံလိုကောင်ပြောဟိုအမေရိကကနေပြီးတော့ဒေါက်တာဘွဲ့ရလာတဲ့ဥပဒေကြောင်းနဲ့ဆိုင်နေဆိုတဲ့ကောင်သူကနေပြီးတော့သွားပြီခင်ဗျားတို့အခုလူမျိုးတုံးတပ်ဖြတ်မှုဆိုပြီးတော့ပြောနေတယ်
NUG ကဖမ်းလို့ရတဲ့အထက်မှာအကုန်စစ်တပ်ကကောင်နေအကုန်လုံးရခိုင်ပြည်နယ်မှာတာဝန်ကျတဲ့သူတွေရောရှမ်းပြည်မှာတာဝန်ကျတဲ့သူတွေရောကရင်ပြည်နယ်မှာကျတဲ့တာဝန်ကျတဲ့သူတွေရောဒီလူတွေက NUG လက်ထဲမှာအကုန်မေးတာစစ်တာမျက်နှာဖြစ်တဲ့အခါအကုန်သူတော်ကောင်းတွေကြီးပဲသင်္ကန်းမဝစ်လို့သာယဟန္တာမဖြစ်တာ NUG လက်ထဲမှာမိသွားတဲ့စစ်သားတွေ PDF တွေလက်ထဲမှာမိသွားတဲ့စစ်သားတွေအကုန်လုံးဟာယူနီဖောင်းမဝစ်လို့သာယဟန္တာတွေသူတော်စင်တွေမဖြစ်တာတကယ်တကယ်တမ်းကြခမားတို့ကျွန်တော်တို့အခုကြည့်နေတဲ့လူတွေအကုန်လုံးမှာထိုင်ရှိခိုးဖို့ကောင်းတဲ့အဆင့်တန်းဖြစ်အောင် NUG ကဖန်တီးပေးထားတာလား NUG ကတကယ်ပြောတာလားမေးစရာဖြစ်လာတယ်အမှုတွေသွားလို့ရှိရင်လည်းမေးပြီမင်းတို့သက်သေပြဟာကျွန်တော်တို့ရခိုင်အဲ့ချိန်တော့တမ44ပေါ့ရခိုင်ပြည်နယ်မှာတာဝန်ကြတယ်ဒါဆို NUG ကဖမ်းထားတဲ့အထက်က44ကိုပြောဟာကျွန်တော်တို့လည်းမသိဘူးဘယ်သူလောက်သွားလို့တရေတွေလာလောက်သွားလားမသိဟာဒီတော့နောက်ဆုံးကုန်ပြောခြင်းတဲ့ကိစ္စအားလုံးဒီ NUG ဒီပြည်သူလူထုကိုအတိပေးသလား No NUG ဒီဖျဲသီးတွေရှိတယ်တက်ထဲမှာဆိုပြီးအကာအကွယ်ပေးသလား Yes ဗမာစစ်တပ်ထဲမှာကောင်းတဲ့သူတွေရှိပါတယ်ဘသူတွေပြောလဲဗမာအတိုင်းဝိုင်းပြောတယ် NUG ပြောတယ် PDF ပြောတယ်ဗမာစစ်တပ်ထဲမှာဥနောက်ရှိတဲ့လူတွေရှိသလားပြောရင် NUG ပြောတယ်ရှိတယ်ဘာဖြစ်လို့ NUG ပြောလဲသူတို့ကြည်စံကုံမှလက်နဲ့ချတာနော်ကြည်စံကုံလို့ရှိရင်သေတော့မယ်ကြည်စံကုံသွားရင်တနတ်ဆိုတာထင်းချောင်းတစ်ချောင်းလောက်တောင်မှတန်ဖိုးရှိတာမဟုတ်တဲ့အခါသူတို့သေမယ်ဆိုတာသိတဲ့အတွက်လက်နဲ့ချတာအဲ့ဒီလိုလက်နဲ့ချတဲ့လူတွေကို NUG ကဝါရဖြတ်နေပဲပြောနော်ဆွဲရောက်ဟိုစူစည်းတယ်တို့စီးယုံတယ်ပဲပြောလက်နဲ့ချတဲ့ကောင်ထပ်ပြီးတော့ပါစူပေးတာပြီးရင်သွားလို့ရသွားခွင့်ရှိသည်ဆိုပြီးတော့ပါပေးတာဒီလိုပုံစံမျိုးတွေနဲ့ခမားတို့လှူတဲ့အလှူငွေတွေရောဘတော့လောက်မလဲခမားတို့ကအခုနိုင်ငံတကာမှာရှိနေတဲ့သူတွေအကုန်လုံးရှိတယ်ဥပမာကိုစိုးရဲထက်တို့ဆိုလို့ရှိရင်ဒါဆေးကြောင်းပေါ့အမေရိကန်မှာဆိုလို့ရှိရင်အမေရိကန်လစာ1000လောက်ရတယ်သဘောထားအောင်NUG ကစုပေးလိုက်တာခမရလွယ်လွယ်လေးရော့350ပေးတယ်350ဆိုလို့ရှိရင်ဒေါ်လာ1000နိုင်ငံရချမ်းမှာအလုံးလုံးနေတယ်ကျွန်တော်လိုကောင်မျိုးဒေါ်လာ1000ဆိုတာခမရတစ်ခါမြင်အောင်မမြင်ဘူးဒေါ်လာ1000ဆိုတာနဲတာမဟုတ်ဘူးဒါပေမဲ့ NUG ကတော့ခမရသူပတ်စံဟုတ်လားမဟုတ်လားတော့မသိဘူးเนาะပရိုဟုတ်စားပေါ့စီယုံနဲ့လောက်တယ်ဆိုလို့ရှိရင်ဟာတနတ်ပါလာလို့ရှိရင်300မိမပါခေါ်လာရင်31000ဒီလိုမျိုးတွေအကုန်ရှောက်ပေးနေတာသူအကုန်ပေးနေတာကျွန်တော်တို့ CDN ဝန်ထမ်းတွေအကုန်လုံးကငတ်ပြတ်နေတာ CDN ဝန်ထမ်းတွေအကုန်လုံးမေးကြည့် CDN ဝန်ထမ်းမှာ100ဝင်တယ်ဆိုလို့ရှိရင် CDN ဝန်ထမ်း10ယောက်ကလစာရအဲ့ရတဲ့လစာကလည်းမဆုံးမပို့စစ်တပ်ကကောင်နေတနတ်တာပါလာနောက်ဆုံးကိုပြောရင်ဒူဝါလက်ရှိတာတော့သူသမီးနဲ့ပေးစားမလားမသိဘူးစစ်တပ်ကကောင်တွေခင်ဗျားတို့တကယ်ပြောတာစစ်တပ်ကကောင်တွေခင်ဗျားတို့တနတ်ပါတယ်နောက်ဆုံးကိုပြောတနတ်မပါတော့မှဗျာဒုတ်ကိုဝါးကိုဒုတ်ကိုခုတ်ပြီးတော့ဝင်လာလိုက်အဲ့မှာ NUG ကိုရောက်အောင်သာပို့လိုက်ဒူဝါလက်ရှိတာနောက်ဆုံးသူသမီးနဲ့တော့ပေးစားရင်ပေးစားအောင်မယ်ဒီတော့ခင်ဗျားတို့တော်လှန်ရေးလုပ်နေတာလားနှက်လွတ်တိုင်းကစားနေတာလားကိုဘာသာကိုပြန်စဉ်းစားတော့နောက်ဗမာအတိုင်းဝိုင်းပြောသလိုမောင်မောင်ဆွေပြောသလိုပေါ့ငါစာရေးလိုက်မယ်စာရေးပြီးလက်မှတ်ထိုးလိုက်မယ်တန်းစီပြီးတော့စောင့်နေတယ်စစ်တပ်ကအခုလည်းလုတ်ပြန်ပြီးကွက်စိတ်နေကွက်ပစ်ခင်းအကုန်လုံးလုတ်နေတလိုင်းပြီးတလိုင်းလာမယ်ညီကုန်းပြန်ချုပ်တော့မယ်အခုစစ်တပ်ဟာတန်းရွှေခစ်ကထက်အခြေအနေအကုန်ဆိုးတယ်နောက်တစ်ချက်ငွေရေးကြေးရေးကိစ္စအခုအဲ့ဒီဟာလေးကြံလို့မနှက်ဖန်ကြမှာအကျယ်ချက်ပြောမယ်တန်းရွှေခစ်တုံကနိုင်ငံရခြားမှာအလုတ်လုံနေတဲ့သူတွေအကုန်လုံးကဗမာပြည်ထဲကိုတိုက်အကုန်လုံးပတ်စံပြန်ပို့တာတေချာချာထပ်ပြီးတော့ခင်ဗျားတို့စဉ်းစားဖို့လိုတယ်နော်တန်းရွှေခစ်တုံကနိုင်ငံခြားမှာအလုတ်လုပ်တဲ့သူတွေအကုန်လုံးကဗမာပြည်ထဲကိုပတ်စံပြန်ပို့တာမင်းအောင်လိုင်ခစ်မှာဗမာနိုင်ငံရခြားမှာရှိတဲ့လူတွေကပတ်စံပြန်ပို့တာထက်ကိုသားသမီးတွေစစ်မှုထမ်းရမှာဆိုလို့
ကိုသားသမီးတွေစစ်တပ်ကဖမ်းမှဆိုလို့ရှိပြီးတော့အခုဗမာပြည်ကလူငယ်တွေထိုင်းကိုသွားနေတယ်ဗမာမိဘတွေကထိုင်းကိုပတ်စံပို့နေရတာအမေရိကကိုပတ်စံပို့နေရတာဥရောပကိုပတ်စံပို့နေရတာနိုင်ငံခြားငွေအရင်းအမြစ်အရပြောမယ်ဆိုလို့ရှိရင်ဗမာပြည်တွေကငွေတွေအကုန်လုံးကအခုခေတ်အခုအခါမှာနိုင်ငံရခြားကိုအကုန်ထွက်နေတာတန်းရွှေခေတ်နဲ့ခင်ဗျားတို့သေးသေးချာချာခင်ဗျားတို့စဉ်းစားဖို့ပြောတာနော်တန်းရွှေခေတ်တုန်းကအလုတ်လုတ်တဲ့သူမဟာချိုင်မှာပဲအလုတ်လုတ်မဲဆောက်မှာပဲအလုတ်လုတ်ရနောင်းမှာပဲအလုတ်လုတ်ဗမာပြည်ကိုပြန်ပို့တာအခုကဗမာပြည်တွေကမိဘတွေကကိုရှိသမျှစုဆောင်းထားတဲ့ဟာတွေရောင်းချပြီးတော့နိုင်ငံရခြားမှာဘေးအန္တရာယ်ကင်းအောင်နေတဲ့သားသမီးတွေကိုပို့သွားထိုင်းမှာနေတဲ့လူငယ်တယောက်အတွက်ဆိုမိဘအနည်းဆုံး30လောက်လာတိုင်းပို့နေရဒီလိုအခက်အခဲတွေဒီလောက်စစ်တပ်များနေတဲ့အခါမှာခမားတို့ဝေတန်တရားမီလို950ဇန်နီပတ်ထဲမှာပါတဲ့ဖျားအလောင်းနေလိုဒီလိုမျိုးနဲ့တော့ကျွန်တော်တို့ဒီဒေါ်လာရေးကဆက်သွားလို့မရဘူးဘာဖြစ်လို့လဲအခုတွေမဲ့ခမားတို့ဒေါ်လာရေးကခမားတို့ကိုယ်တိုင်သိနေပြီပြည်သူလူထုပင်မစင်းရဲပြီးတော့လှူဖို့တန်းဖို့အားနေလာရင်ခမားတို့ဒေါ်လာရေးကရက်တယ်နော်ခမားတို့အတွက်ကြတော့ပြဿနာမရှိပါဘူးဥပမာတယံဇာတဝင်ကြီးတူးခေါင်ကပြောထားတယ်အလှမပေးရင်ဒေါ်လာရေးမလုပ်ဘူးပေါ့ခမားတို့ပါဇက်ကပြောတဲ့ကိစ္စတွေနော်တူးခေါင်ကိုယ်တိုင်ပြောတဲ့ကိစ္စနော်အလှငွေတွေမရှိဘူးပတ်စံမရှိရင်ဒေါ်လာရေးမလုပ်တော့ဘူးပေါ့သူတို့ဒေါ်လာရေးမလုပ်တယ်သူတို့ကဘာမှမဖြစ်ဘူးကျွန်တော်တို့ပြည်သူလူထုကအကုန်ရင်းထားရတာအခြေအနေအရလဲကျွန်တော်တို့ဘက်ကအကုန်လုံးသားနေတဲ့အချိန်စစ်တပ်ကတန်းရွှေခစ်နဲ့မရောက်နိုင်ခစ်မတူဘူးနော်အခုခမားတို့ပြောနေတယ်တရုတ်ကအကာအကွယ်ပေးတယ်တရုတ်ကအကာအကွယ်ပေးတယ်တကယ်တမ်းကျတော့ခမားတို့တရုတ်ကိုလွှဲချနေတာတရုတ်ကဘာမှအကာအကွယ်မပေးဘူးတရုတ်ကသူ့အိမ်နီးနားချင်းဖြစ်တဲ့သူ့နယ်စပ်လမ်းကြောင်းအတွက်ပဲသူလုပ်နေတာခင်ဗျားတို့အညာမှာတိုက်နေတဲ့ကိစ္စကိုတရုတ်ကလာလဲမတားဘူးတရုတ်ကကန့်ကွက်တာလည်းမရှိဘူးခင်ဗျားတို့တိုက်လို့နိုင်လို့ရှိရင်တရုတ်ကခင်ဗျားတို့နဲ့လာစကားပြောမဲ့အနေအထားတရုတ်ကကိုးကန့်ကိုတိုက်ခိုင်းနေတို့တရုတ်ကတအန်းပလောက်ကိုကူညီတယ်တို့အဲ့ဒါတွေကခင်ဗျားတို့ဗမာစစ်တပ်ကိုကာကွယ်ခြင်းလို့ခင်ဗျားတို့ပြောနေတဲ့စကားတရုတ်ကရှင်းလေးရဲ့သူနဲ့ဆိုင်တဲ့နေရာသူလုပ်တယ်လေသူလိုချင်တဲ့ဟာသူယူသွားမယ်ဒါရှင်းလေးရဲ့ဒါကနိုင်ငံကြီးတွေအကုန်လုံးလုပ်နေတဲ့ကိစ္စတရုတ်ကသူလိုချင်တဲ့နေရာကိုသူရအောင်သူလုပ်သွားမှာအဲ့ဒါသူ့ကိစ္စအိမ်ကြီးချင်းနေဆွေမျိုးပေါက်ဖော်တွေဆွေမျိုးပေါက်ဖော်ဆိုတာလဲခင်ဗျားတို့ဆွေမျိုးလိုက်ဆက်နေတာနော်ဦးလူတို့ရှိသမျှနေဝင်းတို့အကုန်လုံးကဆွေမျိုးပေါက်ဖော်ဆိုတာကိုသမီးကိုပေးကိုနှမကိုပေးကိုမအေကိုပေးပြီးတော့ခင်ဗျားတို့ဆွေမျိုးလိုက်တော်နေတာတရုတ်ကခင်ဗျားတို့ငါသားကြီးဗမာလဲငါသားလည်းမခေါ်ဘူးမွေးစားသားလည်းမခေါ်ဘူးခင်ဗျားတို့တရုတ်ကဘာမှဟိုဘဝတော့ငါသားတို့ဒီဘဝတော့ငါသားတို့ဟိုဘဝတော့ငါမယားသားတို့ဘယ်ကောင်းမှတရုတ်ကမပြောဘူးခင်ဗျားတို့ဆွေမျိုးပေါက်ဖော်ဆိုပြီးတရုတ်ကိုသွားလုပ်နေတာတရုတ်ကဗိတ်တဝယ်မှာတိုက်နေတဲ့ကိစ္စလဲတရုတ်ကဝင်းမပါဘူးမင်းတို့ချအညာမှာချနေလဲတရုတ်ကမင်းတို့နိုင်လို့ရှိရင်နိုင်တဲ့ကောင်နဲ့ငါစကားပြောမယ်အခုဟာက UNG ပါလာလို့ရှိရင်စစ်တပ်ကိုကာဝယ်မယ်ဖျဲသီးတွေရှိတယ်နော်ခင်ဗျားတို့ဖျဲသီးတွေမင်းအောင်လိုက်ကြော့ပါရဲ့ရုရှားသွားလဲဖျဲသီးကသတင်းမပေးနိုင်မင်းအောင်လိုက်မန္တလေးလာလဲဖျဲသီးမသိဒေါ်အောင်ဆန်းစုကြည်အခုဘာဖြစ်နေလဲဖျဲသီးရမသိဒါပေမဲ့ခင်ဗျားတို့ဘာပြောထားလဲဒေါ်အောင်ဆန်းစုကြည်ထောင်ထဲဝင်နေတဲ့အချိန်မှာအမေစုနဲ့နေ့တိုင်းဆက်သွယ်ရပါတယ်ဆိုပြီးတော့မျိုးရန်အောင်သိန်းကပြောလိုက်ပန်ဆယ်လိုကပြောလိုက်မောင်ဆွေရပြောလိုက်တော့ကြဘလူလဲအော်စတြေးလျပညာရှင်လိုဘာလိုကောင်းအောင်ရှိသေးတယ်ဒီကောင်ကပြောလိုက်ရှေ့နေရပြောလိုက်ဆိုပြီးခင်ဗျားတို့တွေလှုပ်ရှားသွားတာဒါကြောင့်မလို့ခင်ဗျားတို့ဒီ NLD ရှိနေမယ်ဒီUNG တွေပေါင်းထားတဲ့ UNCC ရှိသေးတယ်မသိလို့ရှိရင်အမျိုးသားတပ်ပေါင်းစုတို့ဘာတို့ပေါ့အကုန်လျှောက်ပြောတကယ်ကြတော့ UNG တွေအကုန်ပေါင်းထားတာ NGO တွေအကုန်ပေါင်းထားတာ NGO နဲ့တော်လှန်ရေးနဲ့ NGO နဲ့နိုင်ငံရေးနဲ့ဆိုတာဘာမှမဆိုင်ဘူးဒါပေမဲ့ UNCC အကုန်လုံးမှာ NGO တွေကြီးပဲလူခွင့်ရေးသမား NGO ပဲ
ဟိုပြည်သူလူထုကိုဆံပေးတဲ့စီပေးတဲ့ NGO ပဲကိုယ့်ရဲ့ချင်းနဲ့ကိုလှုပ်ထားတာကိုယ့်ပတ်စံနဲ့ကိုလှုပ်ထားတဲ့ကောင်တကောင်းမှမပါဘူးဒီတော့ NGO NUCC သို့မဟုတ်ပေါ့အဲ့ဟိုအလှခံအဖွဲ့ NUG ပြောထားတဲ့ဒီနီဘောတွေစစ်တပ်ကိုကာကွယ်ပေးမဲ့လူတွေပါနေလို့ရှိရင်ကျွန်တော်တို့တော်လှန်ရေးကကြာသွားတာအကြောင်းမဟုတ်ပြက်သွားဖို့ရှိတယ်အဲ့တော့ပြည်သူလူထုအနေနဲ့တေးသေးချာချာသိဖို့လိုတယ် NUG အခုမိတဲ့အထဲမှာသူတော်ကောင်းနေကြီးပဲခင်ဗျားတို့ပတ်စံရှိလို့သင်ငန်းသာဝယ်ပေးလိုက်ရင် NUG မိထားတဲ့3ဘန်းနော်ဒီ PDF တွေမိထားတဲ့3ဘန်းနေသူတော်စင်တွေမဟုတ်ဘူးရဟန်းတာတွေမထေမြတ်တွေပါဖြစ်သွားဖို့ရှိတယ်အဲ့တော့အားလုံးပဲကျွန်တော်အခုပြောတဲ့စကားကိုတေးသေးချာချာစဉ်းစားလေ့လာချုံငုံပြီးတော့ငါတို့ဘာလုပ်တင်တယ်လဲငါတို့ဘလို့တော်လှန်ရေးကိုကူညီရမလဲဒါကိုစဉ်းစားကြပါပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်